ဒီဟာတစ်စိတ်ကတော့ honey can တစ်စိတ်လေးကထည့်ရတာလာလို့အစိမ်းရောင်လေးနဲ့ထည့်လိုက်ပြီးမင်္ဂလာပါရှင် Hello Fury မွေးနေ့ကိတ်မန္တလေးမြို့ကဖြစ်ပါတယ်ဆယ်လက်မဆိုင်မွေးနေ့ကိတ်လေးကို honey can တစ်စိတ်နဲ့ဘီယာပလင်းလေးရယ် honey can တော်ပါလေးတွေရယ်ထည့်ပြီးတော့မှလုပ်မှာပါရှင်မန္တလေးမြို့ရဲ့နာမည်ကြီးမင်းစိန်စတိုးကနေပြီးတော့မှဘယ်နှလုံးမြောက်မှန်းမသိဘူးပေါ့နော်10လုံးတော့ပြည့်ခံနေပြီအမြဲတမ်းမှာတိုင်းဆယ်လက်မကိတ်ကြီးပဲမှာတာဖြစ်ပါတယ်ဒီကိတ်လေးကလည်းမင်းစိန်စတိုးအတွက်လုပ်ပေးရမယ့်ကိတ်လေးဖြစ်ပါတယ်ရှင်မိသားစုဝင်တွေတဲ့ကမွေးနေ့အတွက်ရောဝန်ထမ်းတွေအတွက်ကောအမြဲတမ်းမာနေကြလေးပါနော်ကိုယ့်ရဲ့ရုံးမှာဆိုင်မှာရှိတဲ့ဝန်ထမ်းတွေအတွက်ကိတ်လေးတွေမာကျင်နေဆိုရင်မာလို့ရပါတယ်နော်ဒီနေ့မှတစ်ခါတည်းလုပ်ပေးရတာဖြစ်ပေမဲ့လို့ဝန်ထမ်းတွေအမြဲတမ်းအမတ်တရရှိနေမဲ့ကိတ်လေးဖြစ်ပါတယ်နော်ဝန်ထမ်းတွေအများကြီးရှိတဲ့ရုံးတွေဆိုရင်လည်းပဲ January born February born ဆိုပြီးတော့မှလှအလိုက်လူတွေစုပြီးတော့မှမှာပေးတဲ့ကိတ်လေးတွေလည်းရှိပါတယ်အများခဏခဏမာနေကြ customer လေးတွေအတွက်ကျွန်တော်က3ချိန်နဲ့အထက်ဆိုရင် 5% discount ပေးပါတယ်10လုံးပြည့်ရင်လည်းတစ်လုံးကိုလက်ဆောင်ဖြစ်ပေးနေပါတယ်ရှင်မန္တလေးမြို့က Hello Fury မွေးနေ့ကိတ်မုံဆိုင်ကဖြစ်ပါတယ်ကိတ်မုံလေးလိုအပ်ရင်မှာလိုက်ပါနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်